အားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်တို့ဒီညတော့ထူးဆန်းဆန်းကျွန်တော်အနေနဲ့တပွဲတည်းပဲပြောမယ်ပေါ့ကျွန်တော်အကြိုက်ဆုံးပွဲတပွဲတည်းပဲပြောမယ်အရင်လိုတိုင်းနာတွေဝိုင်းနာတွေကျွန်တော်မလုပ်တော့ဘူးပေါ့အဲ့တော့မင်းညတော့ဘိုင်ယန်ကတော့ကျွန်တော်အကြိုက်ဆုံးဘိုင်ယန်ကတော့ရတယ်ပေါ့ဒါကျန်တဲ့နှစ်ပွဲကတော့လစ်ထွက်သွားတယ်အထူးသဖြင့်ကျွန်တော်လီဗာပူးဆန်ကိုသိတယ်လီဗာပူးဆန်2-0ဖြစ်နေကြတဲ့ကလီဗာပူးဆန်ဂိုးပေးရင်မပေးရရင်ဒီပွဲကြိတ်မှာလီဗာပူးဆန်တကိုးပေးရတယ်ဒီပွဲလက်မှာဆိုတာကျွန်တော်သိပြီးသားသိရမှာလားတကိုးပေးလိုက်ကြတဲ့ကကျွန်တော်ကြည့်ကြမလို့တော့2-1ဖြစ်သွားကြတဲ့လစ်ပြီဆိုတာသိတယ်ဘာကြောင့်လဲဆိုတော့ဒီကြေးတွေကနှစ်ကိုးပြတ်ထားမှရတာတကိုးပြတ်လို့မရဘူးမိနစ်60မိနစ်80လောက်ရောက်ရင်နှစ်ကိုးပြတ်ကိုပြတ်မှာ3-1ဖြစ်ရင်ဖြစ်တော့မဟုတ်2-0ဖြစ်ရင်ဖြစ်1-0 2-1လို့ဆိုလစ်ဖို့ရခိုင်တော့90လောက်ရှိတယ်အဲ့ဒီကြေးတွေကအနောက်တန်းအရန်ကောင်းတဲ့အသင်းနေတာအဲ့လူကြီးတွေကိုဖောက်ထွက်နိုင်တာဥမာအာဆင်နယ်ဆိုရင်မကြာခဏကျွန်တော်သတိထားမိတယ်ဖောက်ထွက်တယ်ဘာကြောင့်လဲဆိုတော့အာဆင်နယ်ရဲ့အနောက်တန်းကအရန်ကောင်းတာဖြစ်သည့်အတွက်ဖောက်ထွက်နိုင်တယ်ပုံမှန်အသင်းတွေဆိုရင်အဲ့ဒီတလုံး30စားတို့ဘာတို့ကနှစ်ကိုးပြတ်ထားမှာမပြတ်ထားလို့2-1 1-0ဆိုရင်မိနစ်80 90လောက်ဆိုထဲခိုင်းတာမှလိုက်တော့ပဲဒါဒီကတဘာဝပေါ့ဗျာဒီကြီးတွေရဲ့တဘာဝကိုပြောချင်တာပါအဲ့တော့ဘိုင်ယန်ကတော့ရတယ်ပေါ့ဘိုင်ယန်ကတော့ကျွန်တော်အထွေထူးမပြောချင်ဘူးဘာကြောင့်လဲဆိုတော့ဘိုင်ယန်ရတာထုံးစံပဲသိရမို့လားဟိုဘာယန်ကြသွားမှသာလျင်ကျွန်တော်တို့ကကြီးကြီးကွင်ကျလှုပ်ပြောရတာဘာယန်အောင်းနေတာကကြီးကြီးကွင်ကျလှုပ်ပြောရမယ်ကိစ္စလည်းမဟုတ်ဘူးပြကြကျွန်တော်နောက်ပိုင်းဘာယန်အောင်းနေပြောတော့ကြာနည်းနည်းစောက်ပြောခံရလို့ဗျာကျွန်တော်မပြောချင်တော့တာသိရမို့လားအဲအကြောင်းမလို့ကျွန်တော် public တွေမှာဘာယန်နဲ့ပတ်သက်ရင်တိတ်မပြောတော့ဘူးကြသွားမှသာဘာယန်ပြောရမှာဗျာရနေပြောစရာမလိုပါဘူးဒါလုံးလုံးစင်တာမန်ကိစ္စပဲလေဘာယန်နိုင်နေဆိုတာဒါလုံးလုံးစင်ဖြိုးဖြစ်စင်နေပဲသိရမှာအဲ့တော့ဘာယန်သားအများတန်းရှိနေရင်လေကျွန်တော်နဲ့ကျွန်တော်ညီကိုတွေကအီလိုမလောက်ချမ်းသာနေလောက်ပြီသိရမလားဒါတော့ဟာတာပြောတာပါသိရမလားအီလိုမလောက်ချမ်းသာဘူးပါမလွယ်ပါဘူးဘီလီယံ830လောက်ချမ်းသာဖို့ဆိုတာမလွယ်ပါဘူးအဲ့တော့စလိုက်ကြအောင်အဲ့တော့ပြောမဲ့ပွဲကမိုင်စီတီပွဲကျွန်တော်တို့မိုင်စီတီပွဲတောင်ဖြစ်ကုန်ပြီသိရပါလားရူယယ်မက်တစ်နဲ့အက်တလက်တီကိုမက်တစ်နဲ့ပွဲရူယယ်မက်တစ်ကနေ190သားပေးတယ်ကိုပေါင်းကြီးက3လုံးကို3 plus 5 3 minus နဲ့5ရှုံးထွက်နေတယ်ထားပါ3လုံးတည်ပဲမပြီးအဲ့တော့အဲ့ကြီးကပြောဖို့ခရင်တယ်190သားကြီးဆိုတာကပြောတဲ့ဘက်ကလို့ယူရင်ပြောတယ်လို့ကျွန်တော်တို့ထင်မယ်ပြင်းတဲ့ဘက်ကလို့ယူရင်ကျွန်တော်တို့ပြင်းတယ်လို့ထင်မယ်ဘာကြောင့်လဲဆိုတော့အိမ်ကွင်းဒီအက်တလက်တီကိုမက်တစ်နဲ့ကျွန်တော်တို့ရီယယ်မက်တစ်လူအသင်းမျိုးမှာတစ်ဖက်ကကြည့်ရင်အိမ်ကွင်းနိုင်ရုံနဲ့အပြေစားတစ်ဖက်ကကြည့်ရင် level 100ရှုံးဆိုတဲ့ကြီးကဒီနှစ်သင်းတွေးဆုံမှုမှာအသင်းကြီးချင်းတွေးဆုံမှုမှာဒီကြီးကကျွန်တော်တို့ဘာမှပြောလို့မရဘူးကြီးကိုခေါင်းထဲရပဲထုတ်လိုက်တော့အဲ့တော့190စားနောက်ကကိုပေါင်းကြီး33ဒါလည်း fair ဖြစ်တယ်မျှတတယ်လို့ကျွန်တော်ကတော့ထင်တယ်အဲ့တော့တခုကျွန်တော်ပြောစရာရှိတာကဒီယာဒီမှာဖောက်ထွက်နေတဲ့အသင်းတွေရှိတယ်ကျွန်တော်တို့ logic တွေကျွန်တော်တို့ theory တွေနဲ့ဖောက်ထွက်နေတဲ့အသင်းတွေရှိတယ်အဲ့ဒါကဘာလဲဆိုတော့ Atletico ဒီနှစ်ယာဒီမှာအရန်ကိုပေါ်တယ် Atletico ကဒီယာဒီမှာအရန်ကိုပေါ်နေတယ်ဒါကဒီယာဒီမှာဖြစ်နေတဲ့အရာတွေပဲကျွန်တော်တို့ Atletico ကိုပေါ်နေတယ်ဘာစီအောက်လိုက်ပေါ်လိုက်ဖြစ်တယ်ခါတိုင်းမနှစ်ကလောက်မှပေါ်တော့ဘူးအောက်လိုက်ပေါ်လိုက်ဖြစ်တယ်ဘာယန်ကဘော်ကီထိန်းလို့မရဘူးဒါထုံးစံပဲဒါဒီနှစ်မှာဖြစ်နေတဲ့အရာတွေဘာယန်လိုအသင်းမျိုးကဘော်ကီထိန်းလို့မရဘူးဘာယန်ဒီစိတ်ဓာတ်နဲ့ကစားတာဖြစ်တယ်စိတ်ဓာတ်နဲ့ကစားတာဖြစ်သည့်အတွက်ဘော်ကီထိန်းလို့မရတာဥမာ 1C 2C ဆိုရင်ဘာယန်မလျှော့ဘူး 3C 4C 5C 6C သူရတဲ့လောက်ပဲသွင်းတာသိရမလားဒါကအားကြောင့်ဘော်ကီကထိန်းချုပ်လို့မရတာသိရမလားအဲ့တော့ကျွန်တော်အမြင်ရပြောရင်ဒီယာဒီမှာ Atletico ကဂိုးပေါ်တာကပပဆက်ဆက်ကိုပေါ်တာကျွန်တော်တို့ဘယ်တော့မှမကြားဘူးတလောက်ကိုဂိုးပေါ်တာကျွန်တော်အထင်ပြောရင်နောက်ဆုံး10ပွဲလောက်မှာ Atletico အောက်ရင်2ပွဲလောက်ပဲရှိမယ်10ပွဲလောက်ပေါ်ထားတာဒါကဘယ်တော့မှကျွန်တော်မကြားဘူးဒီလောက်အမောင့်ကို Atletico နဲ့ပတ်သက်ရင်အဲ့တော့တိုက်စစ်ကလည်းအရန်သွင်းလာတယ်3ဂိုးတွေ4ဂိုးတွေအဲ့လိုအရန်သွင်းလာတယ်တိုက်စစ်ကခါတိုင်းဆို Atletico 1C 2-1 1C 1C ဒါတွေလုံနေကြကိစ္စတွေပဲအဲ့တော့ဂိုးအရန်သွင်းနေအဲ့တော့တစ်ဖက်ကရီယယ်မက်တစ်ဘက်ကနေကျွန်တော်စဉ်းစားကြည့်မယ်ရီယယ်မက်တစ်ကနေစိတ်ချလားလို့မင်းစိတ်ချလို့မရဘူးကျွန်တော်ကရေရဲကိုဗလိန်းတာမဟုတ်ဘူးရီယယ်မက်တစ်ရဲ့ခြေစွမ်းက stable မဖြစ်ဘူးပေါ်လိုက်မြောက်လိုက်ပဲကြလိုက်ပေါ်လိုက်ပဲခြေစွမ်းကတမတ်ထဲသွားတာမဟုတ်ဘူးချန်ပီယံလိပ်မှာရီယယ်မက်တစ်ရဲ့ခြေစွမ်းကမုံဝင်ခြေစွမ်းတွေကိုရီယယ်မက်တစ်ကဖန်တီးနိုင်တယ်ဘာကြောင့်လဲသူတို့ရဲ့အတွေ့အကြုံသူတို့ရဲ့ experience ဒါတွေကြောင့်လဲပါတယ်ချန်ပီယံလိပ်မှာဆိုရင်သူတို့ရဲ့မုံဝင်ခိုက်တက်တွေကိုလုံနိုင်တယ်ဒါပေမဲ့
သူ့ရဲ့ခြေစွမ်းကအာဆင်နယ်တို့လိုကျွန်တော်တို့ဘာအာဆင်နယ်တို့လိုကျွန်တော်တို့ဒီဘိုင်ယန်မြူနစ်တို့လို stable မဖြစ်ဘူးအမှန်တမ်းပြောရင်ဘာစီလိုနာတော့အဲ့အဆင့်တန်းမှာအဲ့လောက်မဟုတ်သေးဘူးဘာစီလိုနာတော့မှကျွန်တော်အမြင်ရပြောရင်တကယ်အသင်းကြီးနဲ့ချန်ပီယံလိဂ်မှာဆိုရုန်းကန်ရနိုင်တယ်ဘာကြောင့်လဲဆိုတော့သူတို့လဲ stable အဲ့လောက်ဖြစ်နေတာမဟုတ်ဘူးအားနည်းချက်တွေရှိတယ်အထူးသဖြင့်ရီယယ်မက်ဒရစ်ကအားနည်းချက်ရှိတယ်အနောက်တန်းမှာအားနည်းချက်အကြီးကျယ်ရှိတယ်ကျွန်တော်တို့ကွင်းလေအားနည်းချက်အကြီးကျယ်ရှိတယ်နောက်တစ်ခုကဒီပွဲမှာကော်တိုတင်းမပါဘူးလူနင်ကတေချာပေါက်တစ်ခုကကော်တိုအားတော့ကောင်းတာမဟုတ်ဘူးဒီယာဒီမှာရွေးမထက်90ပြီးထားရတယ်ဆိုရင်ကော်တိုကဖန်ကွာကွယ်ထားလို့ပါတယ်ကော်တင်းနေရာသာကျန်တဲ့ကစားမှာကော်ရိုက်နေရာသာကော်တိုရဲ့နေရာမှာသာကျန်တဲ့ကစားကျန်တဲ့ဂိုးသမားဆိုရင်လက်ရှိဂိုးထက်3ပုံ1ပုံကတော့ပိုများတယ်90ပြီးထားရင်ဂိုး30ခုပိုများမယ်ကော်တိုဝါကဒါကကျွန်တော်ကြည့်နေတဲ့လူတိုင်းသိပါတယ်လက်ရှိကဘာအကောင်ဆုံးကိုသမားဆိုတာဘယ်သူမှညင်းလို့မရဘူးကော်တိုဝါကမဖြစ်နိုင်ဘူးလို့ထင်တဲ့လုံးတွေကိုပုတ်တာတပွဲကိုနှလုံး3လုံးရှိတယ်ကျွန်တော်တို့မဖြစ်နိုင်ပါဘူးဆိုတဲ့လုံးတွေတွေးကြည့်လို့တော့မရတဲ့လုံးတွေကိုကော်တိုဝါပုတ်တာနှလုံး3လုံးရှိတယ်တပွဲဒါရဲမထစ်ပွဲကြည့်နေတဲ့ညီကိုတိုင်းသိတယ်ကျွန်တော်ဆိုပွဲတိုင်းအဲ့ကောင်ကိုကျွန်တော်ကြည့်တာကော်တိုဝါကိုကြည့်တာအရန်ကောင်းတယ်ဒါသိရမလားကျွန်တော်အတွက်လက်ရှိကဘာမှာအကောင်ဆုံးကိုသမားဆိုလဲကော်တိုဟာပဲဒါကညင်းစရာမရှိဘူးကော်တိုဝါကအရန်ကောင်းတာဒါလက်ရှိကလူနေနဲ့လာမှာအဲ့ဟာကိုကျွန်တော်တို့စဉ်းစားဖို့လိုတယ်နောက်တစ်ခုက AD ကိုကဒီယာဒီမှာဖွင့်ပိတ်မဆော့ဘူးဖွင့်တိုက်တယ်နော်တိုက်လိုက်သုံးလိုက်လောက်တာအထူးသဖြင့်လွတ်မန်ရောက်လာပြီးတဲ့နောက်ပိုင်းမှာ AD ကိုရဲ့တိုက်စစ်ကအရန်မြိုင်းလာတာလွတ်မန်ရဲ့အဲဗာရက်ရဲ့ဂျူလီယာနိုစီမိုနီရဲ့ကအရန်မြန်တယ်ဖစ်အရန်မြန်တယ်လက်ကနေနေမှာပဲဟိုဘက်ကလည်းကာလီယန်အမ်ပါဘီတို့ဗင်နီတို့ကလည်းလက်ကနေနေတာပဲကျွန်တော်ပြောချင်တာတကယ်ပြကြတော့ဒီမန်ချက်စတာဒါကျွန်တော်တို့မတ်ဖစ်ဒါဗီတွေအဂလာစီကိုဒါဗီတွေဆိုတာကသူ့ချီကိုချီကြည်တာမဟုတ်ဘူးဦးတဲ့ကောင်စားတရံပဲကျွန်တော်ပြောတာရတဲ့လောက်သွင်းတယ်ဖွင့်တိုက်တာများတယ်ပိတ်ကန်တာတွေတောင်ကန်မြောက်ကန်တွေမလုပ်ဘူးသူ့ချီကိုချီကျွန်တော်ပရီးမီးယားလိအသင်းကြီးတွေလို့တယောက်နဲ့တယောက်သူ့ချီကိုချီမကြည့်ဘူးသူတို့ကဖွင့်တိုက်တာအဲ့တော့ကျွန်တော်အမြင်ရပြောရင်ဒီပွဲက3လုံးသွားမှာလား4လုံးသွားမှာလား3လုံးနဲ့နေမှာလားဆိုတာပုံပဲမူတည်တယ်ကျွန်တော်အမြင်ရပြောရင်4လုံးသွားကိုသွားလိမ့်မယ်လို့ကိုကျွန်တော်ကသွားနေတာကိုပေါင်းကြီး3လုံးတည်ကြီးမှာတော့တလုံးနဲ့ပဲပြောလိုက်ချင်တယ်ကျွန်တော်ကတော့ဂိုးပေါ်ပဲအားလုံးပဲကျေးဇူးတင်ပါတယ်